လှပတဲ့ခြံဝန်းလေးတစ်ခုထဲမှာအနီရောင်အမွှေးတောင်တွေနဲ့အရန်ကိုခံရတဲ့ကြက်ဖချင်းနေဆိုတာရှိတယ်ကွ။သူကတစ်ခြံလုံးမှာအတန်မဆုံးနဲ့အတော်ဆုံးကြက်ဖရီတစ်ယောက်ပေါ့ကွ။အိတ်ခါတကားပွင့်သွားပြီးကြက်ပေါက်လေးတွေတကောင်ပြီးတကောင်ခုန်ထွက်လာကြတယ်ကွ။နေအောင်ချီကုန်မြင်တော့သူတို့လေးတွေအရန်ပျော်နေကြတာပေါ့ကွ။မြက်ခင်းဆိုင်လေးပေါ်မှာဖေဖေချင်းငနေကသူ့ရဲ့ခြေထောက်တန်တန်ကြီးတွေနဲ့မြေကြီးကိုရက်ပြပြီးအစာရှာနေတင်ပေးနေတာပေါ့ကလေးတို့ရဲ့ပချီပချီဆိုပြီးတော့လိုက်ဆိုင်ရင်းနဲ့တချို့ကတော့ဟန်ကြမနေမဲ့မောက်ခုံလေးတွေတောင်ဖြစ်ကုန်ကြတယ်ဒါပေမဲ့အားလုံးကတော့ပျော်နေကြတာပေါ့ကွယ်အစာရှာနေရင်မှအပြာရောင်လေးပြလေးကောင်းကိုတွေ့ရနဲ့ကျက်ပေါက်လေးဟာလိပ်ပြလေးနောက်တဟုန်ထိုးလိုက်ဖမ်းတော့တာပေါ့လိပ်ပြလေးနောက်ကိုအားရပါရလိုက်ဖမ်းနေတော့မှပဲကျက်ပေါက်လေးကရှစ်ကဘွားအိမ်လေးကိုမမြင်နဲ့တွန့်ကျသွားပါတော့တယ်ဖေဖေချင်းနေဟာဘွားအိမ်လေးကနေရေကန်လေးလားပေါ်သွားပြီးတော့သူ့ရဲ့နှုတ်သေးနဲ့တန်ရှင်းလုပ်ပေးလိုက်တယ်ကွရုတ်တရက်ဆိုသလိုပဲကောင်းကင်ရံမှာတိတ်ငှက်ကြီးတစ်ကောင်ကကျက်ပေါက်လေးတွေကိုအစာအဖြစ်ချောင်းမြောင်းနေတာပေါ့ကွအန်ရီကိုကြိုတင်သိလိုက်တဲ့ဖေဖေချင်းနေကတော့ခေါင်းကိုမော့ပြီးတော့ကောင်းဝင်ကိုဆွဆွချာချာကြည့်ပြီးអော်လိုက်ပါတော့တယ်ဒီလိုနဲ့တင်းမကြီးကခလေးတွေကိုလာပြီးတုတ်တဲ့အခါမှာတော့ဖေဖေကြီးကအားကုန်သူ့ရဲ့အားနဲ့ခလေးတွေကိုကာကွယ်လိုက်ပါတော့တယ်ကျဖချင်းကြီးကတတိရှိလာတဲ့အော်တန်ကြောင့်လေးတာကြီးကလည်းလမ်းပြန်သွားပြီးဝေးယူအမြန်ဆုံးပြန်တန်းသွားပါတော့တယ်ကလေးတို့ရဲ့အန်ရီကင်းဝေးသွားတဲ့အခါမှာတော့ဖေဖေချင်းနေနဲ့သူ့ရဲ့ကလေးတွေကမျက်ခင်းလေးပေါ်မှာအတူတူထိုင်နာနေကြတာပေါ့ကွယ်ဝင်သွားတဲ့အခါမှာတော့ဖေဖေကြီးငနေကသူ့ရဲ့ကလေးတွေကိုအိတ်တန်းစီပြန်ဖို့ပြန်ခေါ်သွားပါတော့တယ်ကွယ်အိတ်တန်းလေးထဲမှာတော့အရာအလုံးကတိတ်ဆိတ်ငြိမ်သက်သွားပြီဖေဖေကြီးငနေကသူ့ရဲ့ကြီးမားတဲ့တောင်ပန်တွေကိုဖြန့်လိုက်ပြီးကလေးလေးတွေအားလုံးကိုနွေ့နွေ့ထွေးထွေးဖုံးအုပ်ပေးထားလိုက်ပါတော့တယ်ကွယ်